လုံးမဲမင်လာပါဘောနော်ဒီနေ့ကအမကဂျာပန်ဒီလိုဂျာပန်ရွက်လေးထိုးနီကိုပြပေးမယ်နော်အားလုံးပဲတချင်းချင်းတိကျလိုက်ကြည့်ပေးကြပါနော်သူကခတ်မဲ့လူလူနဲ့လွယ်မဲ့လူလူနဲ့ခတ်ပါတယ်ဒီစုံအမတို့ရှစ်စိတ်စိတ်ထားတယ်ရှစ်စိတ်စိတ်ပြီးရင်ဒီကနေလာမယ်ဒီအလဲဘဟိုကနေမှဒီဆွဲထားတဲ့ပုံကျန်းအတိုင်းကိုခြိသွားမယ်မထိုးလာတာဒီလိုမျိုးရပါပြီပေါ့နော်ဒီလိုမျိုးရပါပြီဆိုလို့ရှိရင်စထိုးတော့မယ်ဆိုလို့ရှိရင်တစ်ချက်တခြားလေးကြည့်ပေးပါဒီဆွဲထားတဲ့နေရာကနေမှအထိုက်မယ်တစိတ်ချင်းသွားမယ်နော်အဲ့ဒါမှရော့ကားလာပြီးရင်ဒီအစုံတီကိုမထိုးဘူးပြောရမယ်အလွယ်ပြောမယ်ဆိုလို့ရှိရင်တစ်ဖက်ကအတူထိုးမယ်ဒီလိုလေးလာမယ်နောက်တစ်ချက်ကျရင်အရှိထိုးမယ်အဲ့ဒါမှလာမယ်နော်ပြီးနောက်တစ်ချက်ကျရင်အတူထိုးမယ်နောက်တစ်ချက်ကျရင်ဒီအောက်ခြေကနေမှအရှိပြန်ထိုးမယ်တူထိုးမယ်အရှိထိုးမယ်နော်ဒီလိုလေးရမှာပြီးရင်ဒီမှာအပြန်ဆိုင်မယ်ပြီးရင်ဒီကနေအပြန်ထွက်မယ်အဲဆိုရင်ဒီလိုလေးရနေမယ်နော်ပြီးရင်ခုနကအတိုင်းပဲရေစုံတစ်ချက်ကိုအတူထိုးမယ်ဒီချက်ကြည့်နော်သူကလွယ်မယ်လူလူနဲ့ခတ်တယ်ထိုးမတက်ဘူးဆိုလို့ရှိရင်အလဲမှာစွတ်စွတ်ဖြစ်နေမလားဟုတ်ဒီနေရာမှာအဆိုင်ပြီးတော့အခါအရှိပြန်ထိုးမယ်နောက်တစ်ကြောအတူထိုးမယ်နောက်တစ်ခါပြန်လာမယ်အရှိပြန်ထိုးမယ်အတူထိုးမယ်အရှိထိုးမယ်နော်အဲ့ဒါမှကြာပန်းရွက်ပုံစံပေါ်နေမှာတစိတ်ချင်းသွားမယ်နော်ဒီမှာအပြန်ဆိုင်မယ်ပြီးရင်ဒီကနေမှဒီဆွဲထားတဲ့မြင်းဘက်ကိုအပြန်လာမယ်ခုနတိုင်းမယ်အတူထိုးမယ်မှန်နော်အတူထိုးရတယ်နော်ဒါကိုအတူထိုးနီးအတူထိုးရတယ်နော်ဒီအောက်ထိမဆွဲဘူးနော်မထိုးဘူးနော်ဒီလောက်ပဲထိုးမယ်နော်ပြီးရင်နောက်တစ်ချက်ကြာတဲ့ခါကျရင်ဒီအောက်ကနေမှတခါဒီမြင်းဘက်ကိုလူပြန်သွားမယ်နော်တစ်ချက်တေချာလေးကြည့်ပေးပါပြီးနောက်တစ်ချက်ကြာရင်လည်းပထမကတိုင်းမယ်ဒီအောက်ထိကိုမထိုးဘူးဒီတဝက်လောက်ပဲယူမယ်ပြီးရင်ဒီလိုလေးပြန်ထိုးမယ်ဒီမှာဟာနေတယ်တွေ့လားဒီမှာခြိကြံနေတယ်နော်ဒီမှာအဝတ်သားနည်းနည်းပေါ်နေတယ်နော်ပြီးရင်ဒီအောက်ကနေမှတခါဒီဘက်ကိုအရှိတစ်ချက်ပြန်ထိုးမယ်ခုနတိုင်းမယ်အတူတစ်ချက်ပြန်ထိုးမယ်ဒီမှာနော်ပကြံနေတဲ့တွေ့လားတေချာကြည့်ရင်ပြီးရင်ဒီကြားကနေမှတခါအရှိတစ်ချက်ပြန်ထိုးမယ်ပြီးရင်မတကောင်သုံးမယ်တစ်ချက်ထိုးမယ်
ပြီးရင်အရှိပြန်ထိုးမယ်ဒီအောက်ကိုပြန်ထိုးမယ်ထိုးပြီးရင်အမကဒီဘက်ကိုအပြန်လာလိုက်တယ်နော်ကုစုမောနော်အမထိုးလာတာဒီရှစ်စိတ်မှာဒီတစ်စိတ်ပဲကြံတော့တယ်ပေါ့နော်အမကဗီဒီယိုကအရင်ရှိသွားမှကြောက်လို့အဆဆုံးမထိုးပြတော့ဘူးပေါ့နော်ဒီလောက်လေးထိုးပြတာတယ်ပေါ့နော်အစင်မပြေတာမတိတာမရှင်းနိုင်ရှင်မစင်ကြမှာလာပြီးတော့မေးနိုင်တယ်ပြီးလို့ရှိရင်အရင်ဆုံးအမကဘာတစ်ခုမှအချင်းလဲဆိုလို့ရှိရင်ခြေခံတစ်ခုကိုအရင်ဆုံးထိုးတော့မယ်ဆိုလို့ရှိရင်မထိုးခင်ဗီဒီယိုကို2ခေါက်3ခေါက်လောက်အနည်းဆုံးကြည့်ပေးပါပေါ့နော်2ခေါက်3ခေါက်လောက်ကြည့်ပြီးပြီဆိုလို့ရှိရင်ထိုးရမယ့်သဘောတရားကိုလည်းနားလည်လာမယ်အဲ့ဒါကြောင့်လို့ရှိရင်ကိုဘယ်လိုထိုးရမလဲဆိုတာကိုတွေ့ကြည့်အရင်ဆုံးကြည့်ရတော့မို့လို့ကိုထိုးတက်သွားတာပေါ့နော်ထိုးရလဲလွယ်သွားတာပေါ့နော်ပြီးလို့ရှိရင်မထိုးနေမှစင်မပြေဘူးဆိုလို့ရှိရင်တစ်ခါပြန်ရက်တစ်ခေါက်ပြန်ရက်ပြီးလို့ရှိရင်တစ်ခါ2ခေါက်2ကြော့3ကြော့လောက်ပြန်ကြည့်လိုက်ဆိုလို့ရှိရင်ကိုထိုးရတာစင်ပြေသွားမှာပေါ့နော်ပြီးရင်ဒါအမတစ်ချက်ပြန်ပြပေးမယ်အားလုံးတစ်ချက်လေးလိုက်ကြည့်ပေးကြပေါ့ခုနကမပြောတဲ့အတိုင်းပဲအတူတစ်ချက်ထိုးမယ်အစီတစ်ချက်ထိုးမယ်အတူတစ်ခါထိုးမယ်အရှိတစ်ခါထိုးမယ်နော်အဲဆိုလို့ရှိရင်ရပါပြီဒီလိုရှိရင်ဒီလိုမျိုးလေးဖြစ်မှာပေါ့နော်အားလုံးပဲစီပြေကြမလို့ထင်ပါတယ်